ကနေတောင်းကစိတ်တူကိုယ်တူကုသိုလ်ယူဟုတ်ကဲ့ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့ကိုဒီချက်အားလုံးကိုမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်နော်ဒီချက်ကိုအခုလိုအမှတ်တရနဲ့လာရောက်ပြီးတော့ကြောတာလဲဝမ်းလဲတာတယ်ဂုဏ်လဲယူပါတယ်လို့နော်ဒီစိတ်တူကိုယ်တူအဖွဲ့အားများသောအားဖြင့်ရန်ကုန်မှာရှိတဲ့အဖွဲ့ဒီရလာပြီးတော့အိမ်တိုင်ရာရောက်လာကြောတာဖြစ်တယ်ဒီချက်တော့အမတန်မှဝင်းတာဂုဏ်ယူပါတယ်ကျမကြီးကလည်းတိတ်မကောင်းတော့လေအိမ်မှာပဲနေတော့ဒီလိုအိမ်တိုင်ရာရောက်လာကြတော့တခြားပို့ပြီးတော့ဝင်းတာတယ်ပေါ့နော်အားလုံးအတွက်ဒီချက်လည်းပို့ပြီးတော့ဂုဏ်ယူတယ်ဒီကလေးတွေကိုလည်းနော်အများကြီးကျေးဇူးတင်တယ်ဝမ်းလဲတာတယ်လို့နော်အဲဒီအဖွဲ့သားတွေကိုလည်းဒီချက်စုပေးခြင်းပါတယ်ဒီချက်အထာကနှစ်တောင်မှာ1985ခုလောက်ကစပြီးတော့အလေရမ်းပြရာပြီးမဲ့လာခဲ့တယ်ပေါ့နော်အဲ့တော့အလေရမ်းပြရာပြီးနဲ့လာတဲ့အချိန်မှာဒီချေတော့9တန်းကိုတင်တယ်ပေါ့ဟုတ်9တန်း6တန်းပေါ့ကွာအဲ့လောက်ပဲတင်တယ်ဒီချေတော့အဲ့ဒါဘီဒီတက်ရင်းနဲ့ဘီဒီပြီးသွားတော့သူကယာဒူးတိုးတယ်ဒီချေတော့ယာဒူးတိုးတဲ့အချိန်မှာဒီချေတော့ပေးတဲ့ယာဒူးကကွာတော်တော်ဝေးတယ်ရေတတန်ကုန်းတတန်နဲ့လည်းသွားရမယ်သွားလဲနေရမယ်ဆိုဒီချက်အဖေကအဲ့တော့အသက်85နှစ်ကျော်သွားပြီအဲ့ချက်ပြဘဲမှမသွားရဘူးကိုယ်အိမ်မှာပဲနေပြီးတော့တက်လို့ရတဲ့အကြောင်းပဲဆိုဒီချက်အဲ့အကြောင်းမှာ12နှစ်တီးတီးကြာသွားတယ်သွားတော့69ခုနှစ်မှအဲ့အကြောင်းကနေထက်တန်းရပြီးမဲ့ကတိမူမျိုးတစ်ကိုပြောင်းသွားတယ်ယာဒူးမယူတဲ့အတွက်ကြောင့်9နှစ်ကယာဒူးလျှောက်ခွင့်မရှိအဲ့တော့ဒီချက်ဒီအကြောင်းမှာ12နှစ်တီးတီးကြာသွားတာဟုတ်ကဲ့ပါဒီချက်ဒီချက်တော့9တန်းကိုအဲ့တော့ physicsယူပါပြီလားတင်မှုဒီချက်အဲ့9တန်းကိုတက်သွားတာအဲ့9တန်းမှာအကြာကြီးဒါကြောင့်မလို့ဒီအဲ့ဒီအထကနှစ်တောင်ကကလေးတွေကဒီချက်ရဲ့နှစ်တက်ကွန်တပည့်9တန်းတော့သင်ခဲ့တဲ့ကလေးတွေ9တန်းရောက်တော့လေဒီချက်တပည့်တွေပဲပြန်ဖြစ်တယ်ဟုတ်ဒီချက်အဲ့ကြောင့်လို့ပို့ပြီးတော့လေရင်းနှီးတယ်လေဟုတ်ကဲ့ပါဒီချက်က လေးတွေကလည်းပို့ပြီးတော့ရင်းနှီးတယ်ဒီချက်ကလည်းရင်းနှီးတယ်ဒီကျောင်းမှာ12နှစ်ဆိုတော့ချက်တော့မိခင်ကျောင်းကြီးလို့ပြန်ဖြစ်သွားတော့ပေါ့နော်ပြောနော်အဲ့ကျောင်းမှာ12နှစ်လည်းနေခဲ့တယ်ဒီကလေးတွေကအဲ့လိုအမှတ်တရနဲ့ပေါ့နော်ဒီချေတို့အခုလိုပေါ့ကွယ်ချေတို့ကဟိုအိုမင်းမစွန်းသဘောမျိုးလို့ပေါ့နော်အသက်အရွယ်ရသွားပြီဆိုတော့လေအဲ့တော့ဒီလိုလာပြီးတော့အိမ်တိုင်ရရောက်လာကြောတဲ့ကြောင့်ဒီချာအရန်လဲဝင်းတာတယ်လို့အဲဒီကျောင်းသားတွေကိုလည်းဒီချာစုဝေးခြင်းပါတယ်ကိုစိတ်နှစ်ပါးစလုံးကျမ်းမာကြပါစေနော်ဘာကြောင့်ကိုစိတ်နှစ်ပါးစလုံးပြောကြကိုကကျမ်းမာပြီမဲ့လို့စိတ်ကမကျမ်းမာဘူးစိတ်ကဆင်းရဲနေမယ်တောကတွေရောက်မယ်ဆိုရင်လည်းလူကမကောင်းဘူးစိတ်လည်းကျမ်းမာရမယ်လူလည်းကျမ်းမာမယ်ပြီးတော့အသက်ရှည်ရှည်နေပါနော်ကိုစိတ်နှစ်ပါးသလုံးကျမ်းမာပြီးတော့အသက်ရှည်ရှည်လည်းရှိပါစေနော်ကောင်းသောလူအင်ဆန္ဒတွေအဝဝလည်းပြည့်စုံနိုင်ကြပါစေနော်နောက်ပြီးတော့ဟိုဒီလိုပေါ့နော်ကိုချင်းစာတရားလေးထားပြီးတော့ဒီလောကမှာလမ်းလျှောက်ရင်လို့အခက်အခဲဆိုတာမရှိဘူးပေါ့နော်ကိုမကြိုက်တာလဲသူများဟုတ်လည်းမလုံးနဲ့ဟုတ်ကဲ့ပါဒီချက်သူများကိုမကြိုက်ရင်သူများလည်းကြိုက်မှာဟုတ်ကဲ့ပါဒီချက်အဲ့ဆိုရင်လမ်းလျှောက်လို့ရှိရင်အဆင်ပြေပါတယ်လို့ကိုကြိုက်တဲ့အလုပ်ကလေးကိုပဲလုပ်တော့ကိုချင်းစာပြီးတော့နော်အဲ့လမ်းလျှောက်ပါလို့လူလောကကြီးမှာနော်ယာရူယာကနေတိုးစီဝါတိုးတက်ပြီးတော့ဟလာအောင်မြင်မှုအပေါင်းနဲ့ပြည့်စုံတဲ့ကျောင်းသားများဖြစ်ကြပါစေလို့ဒီချက်ကဆုပေးပါတယ်လို့ပြပါစေဒီချက်စိတ်တူကိုယ်တူကုသိုလ်ယူဖွဲ့သားတွေအားလုံးကိုလည်းဒီချက်တွေ့လဲတွေ့ခြင်းပါတယ်လို့နော်အဲ့တော့ကျေးဇူးလည်းတင်ပါတယ်